ထွက်တော်လာတာပဲနော် ငါမလာလဲနေရအောက်မှာဇရာကြီးရှုံမှာ ပြန်လာခင်လေးရဆိုရင်ဟာ တော်ပါပြီ ဘာလို့လဲဘာလို့ဒီခောက်မှတော့ခက်ခဲနေရ တော်ပြီလေဟာနေအပြူလီနေတာမှကပဲငါတိထဲရလူနေတာဇရာကြီးပဲရှုပ်ထားငါဘာကိုထပ်ပြီးလက်ခံရမှာဒီငါအဲ့လောက်ထိအပေါ်စားမဆန် နင်မငါလိုချင်တဲ့အချိန်ပေးတာဒီကိစ္စမှုတွေနင်ငါမှမပေးနိုင်တာမပေးနိုင်တော့ငါရနိုင်နေသူရှန်ငါယူတယ်ကွာအဲ့တော့ဘာဖြစ်လဲနင်အဲ့လိုပြောလို့လဲငါအဲ့ဒီကောင်တွေကိုငါစောက်ကောင်းနေထိနေရမှာမဟုတ်ဘူးသိလားငါမရနိုင်တဲ့နင့်စရာပဲငါလူနေရ တော်ပြီဟန်နာနေပါပြောနေ မတော်နိုင်ဘူးကောင်းဆက်ဒါနင့်ပြစ်တယ်မဟုတ်ဘူးလားနင်ငါလိမ်မာတော့ရောနင်ဘယ်တော့မှနင်ငါကူးဆိုင်ပေးခဲ့လို့လဲနင်အလုပ်တွေနဲ့ဘာမှမဟုတ်တဲ့စောက်အိမ်မက်တွေနဲ့နင်အထင်ကုန်နေရလေမဟုတ်ဘူးလား တော်တော့နော်ဟန်နာနေဘာလို့အဲ့လောက်ထိအပေါ်စားဆန်နေရနေငါ့ကိုနောက်ပြီးတော့မဆက်တွင်နေတော့နေဒီမှာဆက်ပြီးတော့ကြောင်းဆက်မတက်ချင်တော့ဘူးဆိုဒီနေ့ထက်လို့ငါရန်ကုန်မှာရှိရဲ့နင့်အကိုကိုဘယ်လိုဆက်တွေ့ရမလဲသိရင်တော့ငါနင့်အကြောင်းတွေအကုန်ပြောပြီးတော့ပြန်ခေါ်ခိုင်းပါနောက်ပြီးငါ့ကိုမလုပ်ရဲဘူးမထင်နဲ့နေငါရှင်တော့မဆက်တွေ့နဲ့ဖုံးမဘလို့ဘူးဆိုတာလေနေငါတငယ်ချင်းတွေလိုက်ပြီးဆက်တွေ့နေလို့မလုပ်တာ ကောင်းဆက်နင့်ကိုငါလောက်ချစ်နိုင်တဲ့သူနေရှာကြည့်စမ်းတွေ့စေရအောင်အဲ့ဒါငါရေးအာမခံခဲ့ပြီလား တော်စမ်းပါဟာအချစ်ဆိုတာနောက်မှာအဓိကနားလေဘူးနောက်ပြီးမဖောက်ပြန်ဘူး အေးပါငါစောင့်ကြည့်လိုက်ပါဦးမင်း ဟင်ကဲ ညာ လောက်ရပြီလား ညာသေးဘူးလေဘာဖြစ်လို့လဲ ဟဲ့အဲ့ဒါဆိုတော့ပဲဟိုမမတို့တတိယဟုတ်ကဲ့ပါမှာစိုင်းတစ်ဖွင့်တာကော်ဖီဆိုင်လေးဆိုရဲ service ဘိုင်းလေးပါနေပါဝင်လို့ပြောမပင်ပန်းလည်းမလုပ်ရလွတ်လိုက်ပါလား ခုခက်ပဲကြီးလား ဟုတ်ကဲ့ပါဆိုတော့နေကြပြီလေအဲ့တော့ပိုတက်တာတော့ မလုပ်ဘူး ဟာငါအဆင်ပြေလို့လေးဆိုပြီးတခါရဲတော့ပြောခဲ့လိုက်ပြီ တခါရေးပြောခဲ့တာကျွန်တော်လုံးမလုံးမသိပဲနဲ့ဘာလို့တခါရေးပြောခဲ့ရလဲ အဲ့နေကဘာလုပ်မှာလဲရန်ကုန်မှာနေတဲ့အတိုင်းဝီလီလုံးလို့မရတော့ဘူးငါတို့ရောက်နေတာဘန်ကောက်ဆိုနေစိတ်စားစိတ်အကုန်လုံးစိတ်ကြီးနေတာနေမဟုတ်တယ်လည်းနေရှောက်မလုံးနဲ့ မဟုတ်တယ်လမ်းဆိုတော့ဘာကိုပြောချင်တာလဲ နေအဖိတ်နာမှာနေခဲ့တာနေအတိဆုံးဖြစ်မှာပဲလေအဲ့ကြောင့်အဲ့လိုအမားမျိုးငါထပ်မဖြစ်အောင်နင့်ကိုပြောနေရတာနေခုလိုလေနေသူ့လိုပဲအဆုံးတက် ဒါ သွား ပြန်ပြီလားအဖေကတခါလာလဲဖေတခါလာလဲဖေမအဖေကြောင့်ဘယ်လောက်သိလို့လဲဘယ်သိမလဲနေကငါတို့နှစ်ယောက်ဆုံးထားခဲ့ပြီးတော့ထိုင်းဘက်ကိုရုံထွက်လာတော့ဘယ်လိုသိမှာလဲ
ဖေခံစားခဲ့တာတွေကိုငါကိုယ်တိုင်သိခဲ့တာငါကိုယ်တိုင်မြင်ခဲ့တာ ဟာထိုင်းဘက်ကိုရုံထွက်လာတာဟုတ်လားငါတယောက်နဲ့8နှစ်တောင်ရှိနေပြီနောက်မှမိန်းကလေးတယ်မဲ့အိမ်သားစေးချမ်းတိုက်ကစားအကုန်လုံးလုပ်ခဲ့တာ तू ကဘာလုပ်လဲတခြားတော့အဲ့ပကြီးပဲထိုင်ဆွဲနေမှာမဟုတ်ဘူးလားအဲ့ဒါရသူ့ရှာကျွေးလားထားပါရဲ့မိန်းမချိန်လုံးတတဖြစ်စောက်ရင်ပါလေရေမြဖက်မြရိုထိုင်ဆွဲနေရလေဒီကနေ့ယောဂပြလာတော့ဘသူကကြည့်ပေးရလဲဘသူကထောက်ကန်တာလဲဘသူကဆေးဖို့ပေးရလဲအဲ့ဆေးဖို့အဲ့လိုမျိုးရတော့ငါဒီမှာကြော်လို့ပဲလုပ်နေရတာသူကငါတို့သားသမီးပေါ်ဘာတွေကြည့်ပေးခဲ့လို့လဲ ညချစ်မှမချစ်ဘူးလားဖေခံစားရတယ်ဘယ်လိုနားလဲမှာလဲ ဟင်းကမျက်နှာလည်းမကောင်းပါလားဘာဖြစ်လာလဲ အမနဲ့စကားများလာတာ အကိုပြောပြချင်တာရှိပြောပြလို့ရရနော် အမကကျွန်တော်ကိုဖူးခွက်ကိုလှုပ်လှုပ်ဖို့ခေါ်နေကျွန်တော်မလုပ်ချင်ဘူးဗျာ သူလည်းကောင်းစီခြင်းလို့ဖြစ်မှာပေါ့ ကောင်းစေချင်တာမှန်ပါတယ်ဒါပေမဲ့အဖေကိစ္စကိုပဲဆွဲထည့်နေ ဖေးကိစ္စ ကျွန်တော်တို့ broken family လေအမေကကျွန်တော်73နှစ်မှာကျွန်တော်တို့ထားခဲ့တာအဖေကအဲ့ချိန်တည်းကအမေကိုလွမ်းတဲ့စိတ်နဲ့ပဲအခန်းထဲမှာပကြီးဆွဲပြီးနေနေတာပြီးတော့အမေကိုရွက်တက်ချင်တဲ့စိတ်နဲ့စလိတွေပဲဆက်တိုက်တောက်နေရလေပြီးတော့အဲ့စလိနဲ့ပဲအဆုတ်ကင်ဆာဖြစ်ပြီးဆုံးတာပဲစလိတွေကိုမုန်းတာအဲ့အကြောင်းလည်းပါတယ်အမကတော့ကျွန်တော်15နှစ်မှာထိုင်းဘက်ကိုလွတ်လွတ်ပြီးမိသားစုထောက်ပံ့ပေးတယ်အခုကိစ္စကအမကအဖေနဲ့နိုင်ပြီးကိုပြောနေတာအဖေသူ့ဘဝမှာအချိန်ကိုဖြုံးခဲ့တာတော့မှန်ပါတယ်ဒါပေမဲ့သူလည်းဒုက္ခသားချက်နဲ့သူပဲလေဒုက္ခသားချက်တွေအနိုင်မပိုင်းခဲ့ရပဲရှိတာအမေသာဆုံးမတော့ရင်ဒါရဲ့ဖြစ်လာပဲကိစ္စတွေမဟုတ်ဘူး ဟင်းကအကောင်လုံးကသူ့ဖြစ်ချင်တယ်လို့ဖြစ်လာတာဖြစ်ခဲ့ပြီးရဲ့အရာတွေအတွက်ကိုလောင်ကျွမ်းခံနေတော့ပြာကျသွားရုံပဲရှိတာပေါ့ဖြစ်ခဲ့ပြီးရဲ့အရာတွေအတွက်ကြံခဲ့တဲ့အဖေကိုလည်းနားလေပေးတင်လို့ထားခဲ့ရဲ့အမေကိုလည်းမမုန်းတင်ဘူးမဟုတ်လားနောက်ဆုံးဟင်းခံစားချက်တွေအတွက်သူ့ဟာသူဖြစ်တည်နေတဲ့စလိကိုတွားပြီးအပြစ်ပုံချမနေဒီခံစားချက်တွေမှာပဲပိတ်မိနေမှာပေါ့ အဲ့ဆိုကျွန်တော်ဘာလုပ်အောင်မလဲ အတိတ်ကိုထားခဲ့ပြီးခုပြစ်စုံပန်အနားမှာရှိတဲ့လူတွေကိုအကောင်းဆုံးဆက်ဆံပေးကြတာပေါ့နောက်ပြီးဟင်းငယ်မှာလည်းဒီမတယောက်ပဲရှိတော့တာလေ အဲ့တော့နားလဲပါတယ်ဒါပေမဲ့ကျွန်တော်စလိတ်ကိုအပြစ်ပုံချရကြတော့စလိတ်ကအစရမကောင်းတဲ့အရာပဲလေ ဒါဆိုရင်ဝီတောက်ခံရမယ်သူကလူတွေကိုပြောအောင်ထားတာဟင်းငယ်ပြောတဲ့စစ်လေးလိုမျိုးကျမ်းမာရေးမထိခိုက်ဘူး ဝီကပြောလို့လား ဒါပေါ့အဲ့လိုလည်းပြောတယ် အဲ့ဆိုတော့ try ကြည့်ရမယ်တောက်နီးတင်မေးလေ သိကြလား တေချာပေါ့ ညကြရင်ကိုယ်ခံပဲလာခဲ့အခုစောင့်နေမယ် လာခဲ့မယ် ငါတို့ကုမ္ပဏီကဘယ်လို support ပြိတ္တကပြင်းနေတာလားသူတို့ကြည့်ရ ဒီ market ကြီးတစ်ခုလုံးကိုမှွေထားပြီးသားအဲ့ဒီမှွေထားပြီးသားကအကြိုက်လို့ ဆိုရတဲ့ belly share app ကကြတော့ fine ပေါ့ ပါရဟောဒီကြည့်လား ဒီကရင်စစ်ဖြစ်ပါ ရတယ်ပပိုင်300ရတယ်စ
see you later ဘယ်ရနိုင်လဲအသားတက်တယ်နော်ရနိုင်တဲ့နေရာပဲ ကြုံတွေ့နေကြဖြစ်တဲ့စာမေးပွဲ နောက်ကျော်ဒီနေ့တို့ကဒီတန်ခိတရတွေကို ဒုတိယပိုင်းနေရတော့ တက်အပစ္စည်းထိုးနေတာ mirror and talking မှန်ကြည့်ပြလေ့ကျင့်တာ doing meditation နော် ဆက်ထိတ်ကြလို့မကောင်းအောက်ပိုင်းဒီ ကျွန်တော်တို့နိုင်ငံကို roundness ကိုလုံးမှာ စခရင်မှာ live ဖော်ပြပေးမှာဖြစ်ပါတယ်ဟုတ်ပြီ Android တွေကကြည့်မယ်ဆိုရင်ဟောတယ်လား profile စခရင်ကိုအသုံးပြုပြီးရိုက်ကြတာများပါ character နာမည် okay ဒီနားမှာကျပြီးတော့ စေးတစ်ခုချင်းစီကိုမလေးလာခင်ဒီစေးတွေရဲ့အား အပြောမှဆိုဒီ AOA ကဒီလိုဖြစ်သွားမယ်